အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအလေးကတော့ကမ္ဘာလူကြီးရဲ့အများဆုံးနိုင်ငံ10နိုင်ငံအကြောင်းဖြစ်ပါတယ်ဘယ်နိုင်ငံတွေကကမ္ဘာလူကြီးရဲ့အများဆုံးနိုင်ငံတွေဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်လံကြည့်ရှုပေးပါအောင်ပထမအဆုံးအနေနဲ့နံပါတ်10နေရာမှာနေရာယူထားတာတော့အီသီယိုးပီးယားနိုင်ငံမှာဖြစ်ပါတယ်အီသီယိုးပီးယားနိုင်ငံရဲ့လူကြီးက2025စစ်တမ်းနေရာ135သန်းထိရှိရလို့သိရပါတယ်နောက်ပြီးတော့နံပါတ်9နေရာမှာဘယ်နိုင်ငံကနေရာယူထားလဲဆိုတော့ရုရှားပဲဖြစ်ပါတယ်ရုရှားနိုင်ငံရဲ့လူကြီးကစစ်တမ်းနေရာ144သန်းထိရှိရလို့သိရပါတယ်နံပါတ်10နေရာမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံ2025စစ်တမ်းနေရာ186သန်းထိရှိရလို့သိရပါတယ်နောက်တော့နံပါတ်9နေရာမှာနေရာယူထားတဲ့နိုင်ငံကတော့ကျွန်တော်တို့ရဲ့ရှစ်တော့နေမှာရှိတဲ့ဘရာဇီးနိုင်ငံမှာဖြစ်ပါတယ်ဘရာဇီးနိုင်ငံရဲ့လူကြီးသားဆိုရင်2025စစ်တမ်းနေရ212သန်းထိရှိရလို့သိရပါတယ်နံပါတ်6နေရာမှာနေရာယူထားတဲ့နိုင်ငံကတော့နိုင်ဂျီးရီးယားနိုင်ငံမှာဖြစ်ပါတယ်နိုင်ဂျီးရီးယားနိုင်ငံရဲ့လူကြီးဟာ2025စစ်တမ်းနေရ239သန်းထိရှိရလို့သိရပါတယ်နံပါတ်5နေရာမှာနေရာယူထားတဲ့နိုင်ငံကတော့ပါကစ္စတန်နိုင်ငံမှာဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံလူကြီးဟာ254သန်းရှိရလို့သိရပါတယ်။နံပါတ်4နေရာမှာနေရာယူထားတဲ့နိုင်ငံကကျွန်တော်တို့အရှေ့တောင်အာရှမှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့လူကြီးဟာ285သန်းရှိရလို့သိရပါတယ်။နံပါတ်3နေရာမှာယူထားတဲ့နိုင်ငံကတော့လက်နက်အင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့လူကြီးဟာ348သန်းရှိရလို့သိရပါတယ်။နံပါတ်2နေရာမှာနေရာယူထားတာကတော့ကျွန်တော်တို့ရဲ့အရှေ့တောင်အာရှမှာရှိတဲ့တရုတ်နိုင်ငံပဲဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့လူကြီးက1416သန်းရှိရလို့သိရပါတယ်ဒီနေရာမှာယူထားတဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့လူကြီးက1462သန်းရှိရလို့သိရပါတယ်ဗျာဗီဒီယိုလေးဆုံးအောင်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါသေးဗျာ